Shun's lunchbox. လုံးပဲမင်္ဂလာပါရှင်ရွှွှွရဲ့သမင်းကြိုင်လေးပြင်ဆင်ရမယ့်အချိန်ရောက်လာပြီပေါ့နော်ဒီကြိုက်တဲ့ပဇွန်လေး3កောင်ကိုတမ်ပူရာပုံစံလေးကြော်ပေးမှာပါပေါ့နော်ဒါကတော့ပဇွန်ခွာတာလေးကိုပြထားတာပါပဇွန်ကြော်လေးနဲ့တွဲဖက်ပြီးထည့်ပေးမယ့်ဟင်းလေးကတော့မုံညင်းရွက်ကြော်လေးဖြစ်ပါတယ်ပဇွန်ကောင်းလေးလည်းတခြားဖယ်ပြီးမစားတတ်ဘူးဆိုတော့ပဇွန်ကောင်းလေးတွေကိုတော့မုံညင်းရွက်လေးနဲ့ထည့်ပြီးတော့အရသာလေးဝင်အောင်ကြော်လိုက်မယ်ပေါ့နော်ပဇွန်တော့ခေါင်းဖြတ်ပြီးတော့တမ်ပူရာပုံစံလေးကြော်မှာဖြစ်ပါတယ်မစွန်ကလေတအားကွေးနေကြတော့စားလို့မကောင်းလို့ပေါ့နော်အကွေးနည်းနည်းရောအောင်လို့အဲ့လိုကွေးနေတဲ့နေရာပိုင်းလေးကိုဓာတ်လေးတွေနဲ့လီးပေးရပါမယ်တမ်ပူရာကြော်မှာမရှိမဖြစ်ကတော့ကြက်ဥနဲ့ဂျုံမုံပဲဖြစ်ပါတယ်မစွန်ထဲမှာစားလေးထည့်ဖို့မေ့သွားလို့ပေါ့နော်ကြက်ဥတွေပဲစားလေးထည့်လိုက်ပါတယ်ဒါတော့မနေ့ကဝယ်ထားဂျပန်တူဘူးတစ်ချောင်းကြံသေးရနဲ့ဂျပန်တူဘူးကြော်လေးကိုလုပ်ပေးမှာဖြစ်ပါတယ်ဒီဂျပန်တူဘူးကကြော်ရင်စီတအားပေါက်တာပေါ့နော်အဲ့တော့နောက်တစ်ခါတော့ဝယ်ပြီးတော့မကြော်တော့ပါဘူးတပန်းတူဖို့စီပေါက်တာနေအောင်တော့ခုနပို့တဲ့ဂျုံမုံနေနဲ့ကပ်ပြီးတော့ကြော်လိုက်တယ်ပေါ့နော်အဲ့ဒါမှအဆုံးတက်တာမှစီနည်းနည်းပေါက်ချင်တယ်ဒါခုနရေးဆေးပြီးစိန်ထားတယ်ပေါ့နော်မုံညင်းရွက်လေးတွေကိုဆယ်ပြီးတော့ကြော်မှာပေါ့နော်ပိုတဲ့ပစွန်ကောင်းလေးတွေကိုတော့ထည့်ပြီးတော့ကြော်လိုက်တယ်ပေါ့အဲ့ချာမုံညင်းရွက်လေးကပိုမွေးပြီးတော့ပိုချူသွားတယ်ပေါ့နော်ပစွန်စီလေးတွေလည်းဝင်သွားပါတယ်စားရခယူစီရထည့်တာပါပြီးရင်ကြီးနည်းနည်းထည့်ပြီး5မိနစ်လောက်တည်ထားရင်ကြက်ပါပြီ都乱讲啦，都搞。